ဒီကောင်မလေးဟာသူမရဲ့ညီမလေးအော်တိုကိုကျောင်းကိုနေတိုင်းခေါ်လာခဲ့ရရှာတယ်တနေ့တော့ကလေးကအနှီးတဲ့ဣပချလိုက်လို့စာတင်ကုံပေါ်မှာတင်အနှီးလဲပေးနေတော့နန်စော်နေတဲ့အနံ့ဆိုးကြီးထွက်လာတာမလို့အတန်းဖော်တွေအားလုံးကမခံနိုင်ကြတော့ဘူးသူ့အိမ်အခန်းကျနေတာပဲလို့ပြောပြီးအော်ဟစ်ဆူပူကြတယ်လို့အတန်းထဲမှာလုံးဝအနှောက်အယှက်ဖြစ်စေတယ်လို့ဝိုင်းပြောကြတယ်ဒါပေမဲ့သူမမှလည်းတကယ်ကိုတခြားရွေးချယ်စရာမရှိခဲ့လို့ပါလွန်ခဲ့တဲ့ရက်ပိုင်းလေးတင်ကမှသူမဟာအိမ်မက်ဖြစ်တဲ့တက္ကသိုလ်ကနေကျောင်းဝင်ခွင့်စာဆောင်ကိုရရှိခဲ့တာဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့မိဘတွေနဲ့အမဖြစ်သူဟာဆိုးရွားတဲ့ရင်တိုင်းမှုတစ်ခုကြောင့်ဆုံးပါသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရပြီးသူမစီမှာမွေးကင်းစညီမလေးတစ်ယောက်ပဲကြံရစ်ခဲ့ရှာတယ်သူမဟာအိမ်မက်တက္ကသိုလ်မှာတက်ရောက်မဲ့အခွင့်အရေးကိုဆွန့်လွတ်လိုက်ရပြီးတာမန်အသက်မွေးဝမ်းကြောင်းတစ်ခုကိုပဲရွေးချယ်ခဲ့ရတယ်သူမရဲ့အမှတ်တွေနဲ့ဆိုကျောင်းလာခကင်းလွတ်ခွင့်ရယုံတင်မကကလေးမွေးဖို့ပညာသင်စုပါရနိုင်လို့ပါဒါပေမဲ့ကလေးကိုအတန်းနဲ့နေတိုင်းခေါ်လာတာကအတန်းဖော်တွေကိုစိတ်နှောက်ယှက်ဖြစ်စေလို့သူမခမများစာသင်ခန်းတကားဝမှာပဲမတ်တက်ရက်ပြီးစာနာထောင်ခဲ့ရရှာတယ်ရတဲ့ပညာသင်စုကလည်းကလေးနှုတ်မုံဖိုးတော်မလောက်တာမို့အချိန်ရရင်ရတယ်လို့အချိန်ပိုင်းအလုပ်တွေဝင်လုပ်ရပြန်တယ်ဒါပေမဲ့ကလေးကနာရီပိုင်းချပြီးနှုတ်တိုက်ရတာမလို့စိတ်တစနာဆန်တဲ့ဆိုင်ရှင်ကသူမကိုအလုပ်ခိုးခိုးတယ်လို့ထင်ပြီးလောက်ခလာစာတွေကိုကျမ်းပြင်ပေါ်လွှင့်ပစ်ကအလုပ်ကနေမောင်းချလိုက်ပါတော့တယ်နောက်ဆုံးမှာတော့သူမလည်းဝမ်းနဲ့ပက်လက်ငိုကြွေးမိတော့တာပေါ့ဒါပေမဲ့ကလေးကိုစွန့်ပစ်ဖို့တော့ဘယ်တော့မှမတွေးခဲ့ပါဘူးဒီလိုနဲ့ခက်ခဲကြမ်းတမ်းတဲ့၄နှစ်တာကာလဟာမျက်စိတမိတ်အတွင်းကုံဆုံးသွားခဲ့တဲ့သူမရဲ့ရုန်းကန်ရမှုတွေကိုအမြဲစောင့်ကြည့်နေခဲ့တဲ့ဆရာမကဘွယ်နှင်းတပင်နေ့မှာပြောပြလာတာကတော့ Food Group Company မှာအထူးထောက်ပံ့ရေးအစီအစဉ်တစ်ခုရှိတယ်ဆိုပြီးသူမကိုရှောက်ထားဖို့အကြံပေးခဲ့တယ်ဒါပေမဲ့ Food Group ရဲ့အဲ့ကျိုကောင်တာကိုရောက်တဲ့အခါမှာတော့ဝန်ထမ်းတွေကသူမဟာဒီအစီအစဉ်နဲ့မကိုက်ညီဘူးလို့ပြောကြတယ်အကြောင်းကတော့စနစ်ထဲမှာသူမရဲ့မိသားစုတစ်ခုလုံးအသက်ထင်ရှားရှိနေသေးတယ်လို့ပြနေလို့ပါပဲသူမဟာရေခဲကူထဲကျသွားတယ်လို့ခံစားလိုက်ရပြီးစိတ်ပြက်လက်ပြက်နဲ့လှည့်ထွက်မှာပဲကုမ္ပဏီရဲ့ CEO နဲ့အရှိန်ပြင်းပြင်းတိုက်မိပါတော့တယ် CEO ကြီးဟာသူမကိုမြင်မြင်ချင်းမှာပဲဆုံးပါသွားတဲ့သူ့ဇနီးနဲ့တထေရတဲ့တူနေတာကိုသတိပြုမိသွားပြီးသူမဟာသူလိုက်ရှာနေတဲ့ပျောက်ဆုံးနေတဲ့သမီးရင်းဖြစ်နိုင်တယ်လို့ရိပ်မိသွားတယ်ဒါကြောင့်သူဟာသူမရဲ့သပင်တပင်ကိုမတိမတာဆွဲယူလိုက်ပြီး DNA စစ်ဆေးဖို့အတွက်သူ့ရဲ့လက်ထောက်စီလှုပ်ဝက်ပေးလိုက်ပါတော့တယ်တစ်ဖက်မှာလည်းကောင်မလေးဟာဝန်ထမ်းတွေပေးလိုက်တဲ့လိပ်စာအတိုင်းလိုက်သွားရင်သူမရဲ့မိဘတွေနဲ့အမဖြစ်သူဟာတကယ်တော့အသက်ရှင်နေသေးတယ်ဆိုတာကိုသိလိုက်ရတယ်သူတို့တွေဟာအသေးချင်းအောင်ဆောင်ပြီးတမင်တကာလှုပ်ကြံခဲ့ကြတာပါပြီးတော့ကလေးကိုလည်းသူမစီမှာပစ်ထားခဲ့ကြတယ်ဒါတွေအကုန်လုံးကသူမကိုအိမ်မက်တက္ကသိုလ်တက်မဲ့အစီအစဉ်ကိုဆွတ်လွတ်သွားအောင်တမင်ကြံစီခဲ့တာဖြစ်ပြီးညံများတဲ့သူမရဲ့အမကနေရာဝင်လူပြီးတက္ကသိုလ်တက်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့သူမဟာအဲ့ဒီမိသားစုရဲ့အယိုးရင်းသားသမီးအရင်မဟုတ်ဘူးဆိုတာကိုပါချောင်းနှားထောင်ရင်ကြားသိလိုက်ရပါတော့တယ်မိန်းကလေးကတကားဖွင့်လိုက်တဲ့အခါမှာတော့လွန်ခဲ့တဲ့အချိန်ကတည်းကအဝေးကြီးကိုထွက်သွားပြီလို့သူမထင်ထားတဲ့သူမရဲ့မိသားစုဝင်တွေဖြစ်နေကြတယ်။သူမကိုကလေးတယောက်နဲ့ခြံထားခဲ့ပြီးကွယ်ရမှာခိုးတောက်ခိုးပျော်နေကြတာကိုတွေ့လိုက်ရလို့ရုပ်မှာကောက်ကျစ်တက်တဲ့ညီမဖြစ်သူကိုမျက်တောင်တစ်ချက်မခတ်ပဲဖျက်ရိုက်ပစ်လိုက်တယ်။အရက်သမားဖြစ်တဲ့အဖေကဝင်ပါဖို့လှုပ်လို့သူပါရိုက်ခံလိုက်ရတယ်။အမေဖြစ်သူကလည်းကျွေးမွေးဆောက်ရှောက်ခဲ့တဲ့ကျေးဇူးတွေအကြောင်းလာပြီးတရားချနေလို့သူမကိုပါနောက်ထပ်တစ်ချက်လက်ဆောင်ပေးလိုက်ပြန်တယ်။မိန်းကလေးကသူတို့အပေါ်ပေးဆက်စရာရှိတဲ့အကျွေးတွေအားလုံးကိုဆက်ပြီးပြီဖြစ်ကြောင်းကြေညာပြီးအဲ့ဒီနေရာမှာတင်ပဲအဆက်အသွယ်အပြီးဖြတ်လိုက်တော့တယ်။ညီမလေးကတော့သူမနောက်ကိုလိုက်ချင်ပေမဲ့သူမအနေနဲ့ညီမလေးကိုပူပင်ကြောက်ကြမှုမရှိတဲ့ကလေးဘဝမျိုးပဲပိုင်ဆိုင်စေချင်ပြီးသူမနဲ့အတူဒုက္ခမရောက်စေချင်တော့ဘူးဒါကြောင့်စိတ်နာနာနဲ့ပဲနှုတ်ဆက်ခွဲခွာခဲ့ရတယ်နောက်ရက်မှာတော့သူမဟာ Food Group ကုမ္ပဏီကြီးမှာအလုပ်ဝင်ဖို့ရောက်လာခဲ့ပြီးအဲ့ဒီမှာအလုပ်တင်လုပ်နေတဲ့စိတ်ထားမကောင်းတဲ့အဲ့ဒီညီမအလက်နဲ့တက်တက်တိုးပါလေရောအဲ့ဒီညီမဖြစ်သူကသူမရဲ့ကိုရေးရစဝင်ရှောက်လွှာကိုလူယူလိုက်ပြီးအသက်မွေးဝမ်းကြောင်းဆင်းတယောက်ကဒီလိုနေရာမျိုးမှာအလုပ်လုပ်ဖို့မတန်ဘူးအိမ်သာဆေးဖို့တောင်မထိုက်တန်ဘူးလို့ပြောဆိုလိုက်တယ်ပြီးတော့သူမရဲ့ရှောက်လွှာကိုစုပ်ဖြဲပစ်လိုက်ပြီးငါလိုထိတ်တန်းတက္ကသိုလ်ဆင်းတွေပဲဒီလိုနေရာနဲ့ထိုက်တန်တာလို့ကြွေးကြော်လိုက်တယ်ဒါပေမဲ့မိန်းကလေးကသူမရဲ့ဘွဲလက်မှတ်ဟာသူတစ်ပါးစီကခိုးယူထားတာဖြစ်ကြောင်းဖော်ကောင်လုပ်လိုက်တဲ့အခါမှာတော့အဲ့ဒီညီမချက်ချင်းပဲအပြရခတ်သွားတော့တယ်။ကွက်တီပဲမန်နေဂျာလမ်းလျှောက်လာတဲ့အချိန်မှာရုပ်မှာကောက်ကျစ်တက်တဲ့ညီမဖြစ်သူကအမှန်တရားကိုကန့်လန့်တိုက်ပြီးဒီမိန်းကလေးကကိုကျင့်တရားမရှိဘူး။အဲ့ဒီကလေးကသူမအထက်တန်းကျောင်းလုံးကရခဲ့တဲ့ခိုးရပါသားသမီးလို့လောက်ကျန်ပြောဆိုလိုက်တယ်။အဲ့ဒီမှာတင်ဘေးကလူတွေကတိုးတိုးနဲ့ဝိုင်းတင်းပြောကြတော့တာပေါ့။အဲ့ဒီနောက်သူမကိုမွေးစားထားတဲ့မိဘတွေကကလေးကိုခေါ်ပြီးရောက်လာကြတယ်။ကလေးကသူမဟာသမီးရဲ့အမပါလို့ရှင်းပြပေးမယ်။သူတို့ကကလေးကိုပါလိန်ညာနေတယ်လို့ဆွဆွဲကြပြန်တယ်။အဖေဖြစ်သူကမိန်းကလေးတက္ကသိုလ်တက်တုန်းကကလေးကိုခေါ်သွားခဲ့တဲ့တပ်ပုံတွေကိုပါထုတ်ပြပြီးသူမဟာအဲ့ဒီကလေးကိုမွေးမြူဖို့အတွက်တင်ငါတို့ကိုအဆက်အသွယ်ဖြတ်ခဲ့တာလို့ပြောလိုက်တဲ့အခါဘေးကလူတွေအားလုံးကမိဘတွေဘက်ကနေချက်ချင်းပဲဝိုင်းရက်တီးပေးကြတော့တယ်အဖေဖြစ်သူကသူမကိုကျမ်းပြင်ပေါ်လဲကျသွားတဲ့အထိပါရိုက်ချလိုက်ပြီးဒူးထောက်တောင်းပန်ဖို့အမိန့်ပေးလိုက်တယ်အတိအကျအဲ့ဒီအချိန်မှာပဲ CEO ကြီးဟာ DNA စစ်ဆေးချက်ရလဒ်ကိုလက်ခံရရှိသွားခဲ့တယ်အဲ့ဒီမိန်းကလေးဟာသူကိုယ်တိုင်မွေးထားတဲ့သမီးရင်းဖြစ်နေတာကိုအတည်ပြုနိုင်ခဲ့ပြီလေသူမနဲ့တွေ့ဆုံဖို့ကုမ္ပဏီကိုအပြေးလွှားလာနေရင်လမ်းမှာတင်မန်နေဂျာစီကိုဖုန်းဆက်လိုက်တယ်ငါသမီးအလုပ်လာအစီရင်ခံလိုက်မယ်သူမကိုကောင်းကောင်းစောင့်ရှောက်ထားလိုက်တယ်ဒါပေမဲ့ဘာမှမသိတဲ့မန်နေဂျာကတော့ဟန်ပန်အပြည့်နဲ့ရှိနေတဲ့စိတ်ထားမကောင်းတဲ့ညီမဖြစ်သူကိုပဲဥက္ကဋ္ဌကြီးရဲ့သမီးလို့ထင်မှတ်ပြီးသူမကိုဖားဖို့အရေးတက်နှင်းဖို့ကြိုးစားတော့တာပေါ့သူမဟာမန်နေဂျာရဲ့ရက်ဆက်ဆက်နှိပ်စက်ခြင်းကိုဘာတော့ပြန်မှုမှမလုပ်ပဲခံနေရရှာတယ်အဲ့ဒီမန်နေဂျာဟာမိမိရဲ့အနာဂတ်ယာတုလမ်းကြောင်းတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်မိမှန်ကိုမသိရှာဘူးတစ်ဖက်မှာလည်း CEO ကြီးကသူ့ရဲ့သားတွေစီဖုန်းဆက်ပြီးမင်းတို့ရဲ့ညီမလေးကိုရှာတွေ့ပြီးအခုချက်ချင်းရုံးခန်းကိုလာခဲ့ကြလို့လှမ်းပြောနေခဲ့တယ်ဒါပေမဲ့သူတို့ရဲ့အသေးကြော်ညီမလေးက
ကတော့အခုချိန်မှာအသက်ငယ်လူနီးပါးဖြစ်နေရရှာပြီမန်နေဂျာကစိတ်ထားမကောင်းတဲ့ညီမဖြစ်သူရဲ့အမိတ်ပေးစေခိုင်းမှုအောက်မှာမိန်းကလေးရဲ့လက်တစ်ဖက်လုံးကိုချိုးဖျက်ဆွဲဆုပ်ပစ်လိုက်ပြီးလုံခြုံရေးတွေကိုပါအလုတ်ပြက်ရှင်းဖို့လျှက်စစ်တုပ်ယူလာဖို့အမိတ်ပေးလိုက်တယ်သူကရိုက်နှက်ဖို့လက်ရွယ်လိုက်တဲ့အချိန်မှာတင်ပဲ